ပြည်တွင်းစစ်မီးသားငြိမ်းသွားရင်သမ္မတပြောသလို10 နှစ်မဟုတ်ပဲတနေ့အတွင်းမှာပဲတိုင်းပြည်မှာအပြောင်းလဲတွေကိုသိသာသာမြင်တွေ့ရမယ်လို့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။ဇန်နဝါရီလ10 ရက်နေ့ကကချင်ပြည်နယ်မြစ်ကြီးနားမြို့မနောကွင်းမှာကျင်းပတဲ့ကချင်ပြည်နယ်နေ့အခမ်းအနားမှာပြောဆိုခဲ့တာဖြစ်ပါတယ်။ကျမတို့နိုင်ငံသားအေဂျင့်သားရသွားမယ်ဆိုရင်ကျမတို့နိုင်ငံအတွင်းမှာသာဆိုရင်ငြိမ်းချမ်းရေးရမယ်ဆိုရင်သမ္မတကြီးမင်းဆိုခဲ့တဲ့အတိုင်းပဲ10 နှစ်အတွင်းတောင်မဟုတ်ဘူးကျမတို့ဟာတစ်နှစ်အတွင်းတောင်မှတိတိတသာအပြောင်းလဲတွေကိုမြင်ရလိမ့်မယ်လို့ကျမယုံကြည်ပါတယ်တကယ့်ကိုပြည်တွင်းစစ်မီးတွေအလုံးငြိမ်းသွားပြီဆိုတာနဲ့ငြိမ်းသွားပြီးတာနဲ့တစ်နှစ်အတွင်းမှာအပြောင်းလဲတွေကိုတိတိတသာမြင်ရလိမ့်မယ်ကျမတို့လိုချင်တဲ့ခိုင်မာတဲ့အခြေအနေကိုတော့သမ္မတကြီးမင်းဆိုတဲ့အတိုင်းပဲ10 စုနဲ့တစုလောက်ကတော့သေးသေးချာချာကျမတို့စူးစမ်းပြီးတော့စနစ်တကျခိုင်မြဲအောင်လုပ်ဖို့ကတော့ကျမတို့အားလုံးရဲ့တာဝန်ဖြစ်ပါတယ်ခရီးတစ်ခုကိုစဖို့ဆိုတာပထမခြေလှမ်းကအရေးကြီးဆုံးပါပဲဒီတော့ကျမတို့ရဲ့ပြည်ထောင်စုကြီးတကယ်ခိုင်မာဖို့အတွက်တိုးတက်ဖို့အတွက်ဖွံ့ဖြိုးဖို့အတွက်စပြီးတော့လှမ်းမဲ့ခြေလှမ်းကတော့ငြိမ်းချမ်းရေးခြေလှမ်းဖြစ်တယ်ဆိုတာကျမထပ်ပြီးတော့သတိပေးပြစီဒီကနေ့ဇန်နဝါရီလ10 ရက်နေ့မှာကြာရောက်တဲ့82 နှစ်မြောက်ကချင်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့သမ္မတဦးမြင့်ရဲ့တာဝန်လောင်မှာလဲကချင်ပြည်နယ်အတွင်းလက်နက်ကိုင်ပြည်ပခါတွေခြုံငင်းသွားရင်10 နှစ်တာကာလအတွင်းရှင်ဟုန်နဲ့ထူးထူးကဲကဲတိုးတက်လာနိုင်မယ်လို့ဖော်ပြထားပါတယ်။ကချင်ပြည်နယ်နေ့ကျင်းပတာပြောင်စုကြီးရဲ့လမ်းကိုရှောက်လမ်းဖို့တင်ကြတာဖြစ်တယ်လို့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကဆိုပါတယ်။ဥဆောင်မှုပေးတဲ့လူတွေဟာကိုယ်ဥဆောင်ပေးတဲ့လူတွေရဲ့ကနေပြီးတော့ကိုယ့်ရဲ့သစ္စာတရားပေါ်မှာယုံကြည်အောင်လုပ်နိုင်ရမယ်။စကားတရားမယ်ကိုလုပ်ပေးမယ်လို့ပြောတဲ့ကိစ္စတွေကိုဖြစ်မြောက်အောင်လုပ်ပေးရမယ်။ဒီပြည်တော်စုဟာကျမတို့လိုလားတဲ့စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတော့အပြည့်အဝမဖြစ်သေးဘူး။ဒါကိုဖြစ်အောင်လို့ကျမတို့ရဲ့နိုင်ငံတော်အစိုးရတာမကပြည်သူလူထုတွေအားလုံးကဝိုင်းနေပြီးတော့ကြိုးစားဖို့လိုပါတယ်။အဖွဲ့အမှားစကားပြောကြားမှုအပြီးမှာ82 နှစ်မြောက်ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲမှာဒေသခံတိုင်းသားတွေစုပေါင်းပြီးမနောအကရမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့ပြည်ထောင်စုဝန်ကြီးတွေလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကချင်ပြည်နယ်ကိုဇန်နဝါရီလ10 ရက်နေ့ကတည်းကရောက်ရှိနေပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလိုက်လံကြည့်ရှုပြီးဒေသခံတွေနဲ့လည်းတွေ့ဆုံခဲ့ပါတယ်။1948 ခုနှစ်ဇန်နဝါရီလ10 ရက်နေ့မှာကြာရောက်ခဲ့တဲ့ကချင်ပြည်နယ်ကောင်စီညီလာခံရဲ့ပထမဆုံးစည်းဝေးမှာကချင်ပြည်နယ်အစိုးရအဖွဲ့စတင်ဖွဲ့စည်းနိုင်ခဲ့တဲ့နေ့ကိုကချင်ပြည်နယ်နေ့အဖြစ်သတ်မှတ်ပြီးနှစ်စဉ်ကျင်းပလာတာဖြစ်ပါတယ်ခင်ဗျာ။